ကျော်လားဒီလုံးတော့ဘူးလို့ဒီလိုင်းကိုကိုကန်ဒီမှာပြန်ကြည့်လိုက်ဟာဒီမှာဘာလို့လဲလာပဲဟုတ်တယ်လို့ပြောတာဟုတ်